ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ဒီများယနေ့ညအာသနာတော်နှစ်2566ပဲကောဇာတပည့်1384ခုနှစ်တဘူသွဲလာပြည့်ကျော်4ရက်2023ခုနှစ်ဖေဖော်ဝါရီလ10ရက်ဗုဒ္ဓဟူးနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောရန်ကုန်မြို့၏ဦးတန်းငယ်ဒေါ်တင်တင်ချိုတာဒီမောင်တန်းစင်ထူအိုးနှင့်ရွှေမိုင်စမုကထဘူဖေးဆိုင်တားငယ်မောင်ကောင်းမှုထမိသားစုဦးတန်းစောဒေါ်သိမ့်သိမ့်မော်တာမောင်လင်းတန်းမောင်သမီးမနှင်းတန်းတော်တာမိသားစုဒေါ်တင်တင်ကျော်သား၏အသက်80ပြည့်မွေးနေ့ကုသိုလ်အော်စတြေးလျနိုင်ငံစင်တီနီမြို့နယ်ဆရာဆရာမများအားရည်စူးမှုထား၍ကွယ်လွန်သူတကယ်ချင်းများအားရည်စူး၍တောင်ကြီးတက္ကသိုလ်ဘူမိဗေဒ1994ကျောင်းသားကျောင်းသူမိသားစုမန္တလေးမြို့စိန်ပန်းမဟာကြီးနန်းနယ်ဥမောနာဒေါ်တီတာနှင့်သားများအောင်သူရင်ရောင်းဝယ်မိသားစုနယူးယောက်မြို့၏ဦးစန်းဒေါ်ဘိုတာသမီမြေစုမိသားစုတို့မှစုပေါင်းစည်းရင်ကျင်းပပြီးတော့အွန်လိုင်းဓမ္မသဘင်နဲ့ဆက်နေ၍ကျေးဇူးတော်ရှင်ဘာမဖတ်ချုပ်ဆရာတော်ဘုရားကြီးမှာတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါရဲ့ဘုရားတပည့်တော်ခြေတော်ဆုံးခိုင်း၍ရိုသေစွာလျှောက်ထားပါသည်ဗျာ1384ခုနှစ်ဒိုရလာပြီးကျော်4ရက်2023ခုနှစ်ဖေဖော်ဝါရီလ10ရက်ဗုဒ္ဓဟူးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဒုက္ခကိုဖန်တီးသူအကြောင်းတရားဒေသနာတော်ဒီပေကုန်းကရသော်ရလက်ထက်မှာမေးထားရှိတယ်ဒီနေရာမှာဒုက္ခဆိုတာစိတ်ခံစားချက်ကိုပြောတာမဟုတ်ဘဲနဲ့ဝဆင်းရဲဝတ်တယ်မှာတွေ့ကြုံရတဲ့မကောင်းတဲ့တွေ့ကြုံတော့ကဘာလူဘဝရလာတယ်ဆိုလို့ရှိရင်ခံရခက်တဲ့အတွေ့အကြုံတွေတွေ့ကြုံတယ်ဒုက္ခတော့ဒုက္ခဝေဒနာဆိုတဲ့ပါဝဆင်းရဲလို့ဆိုလို့လည်းပေါ့ဝဒုက္ခလို့ဆိုတာအမေကဘဝတစ်ခုရထားတယ်ဘဝဒုက္ခလို့လည်းပြောလို့ရတယ်ဝဒုက္ခဆိုတာကတရားကဖန်တီးပြီးတော့တန်တရားထဲမှာကြုံရတဲ့ဆင်းရဲဒုက္ခတွေအလုံးကိုချုပ်ပြီးတော့ခေါ်လိုက်တာဝဒုက္ခဒုက္ခဆိုတာလည်းပတ်သက်လာလို့ရှိရင်ဒုက္ခ၃မျိုးဆိုတာရှိတယ်ဒါအခြေခံအပြင်ဒါလေးတွေနားလည်ထားဖို့ပေါ့နော်ဒုက္ခ၃မျိုးကိုမတ္တဖို့လုပ်တယ်နံပါတ်1ကဒုက္ခဆိုတဲ့ဒုက္ခစကားလုံးကိုနှစ်ထပ်ပေါ့ဒုက္ခနှစ်ဝိပရိနာမဒုက္ခသုံးသင်္ခါရဒုက္ခအဲ့တော့ဒုက္ခကို၃မျိုးခွဲတဲ့အခါမှာဒုက္ခဒါဒုက္ခသောမနတဒေါမနတဥပေက္ခလို့ခွဲတာစိတ်ခံစားချက်နဲ့ပတ်သက်ပြီးခွဲတယ်ဒါအဲ့ဒီစိတ်ခံစားချက်နဲ့ပတ်သက်တာမဟုတ်ဘူးသင်္ခါရတရားတွေအားလုံးနဲ့ပတ်သက်ပြီးခွဲတယ်ခွဲပေါ့နော်ဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခအဲ့၃မျိုးမှန်တော့ဒုက္ခဆိုတာဘယ်ဟာခေါ်တာတော့ဒုက္ခဆိုတာကာယကဒုက္ခလို့ခေါ်တယ်ဒုက္ခသဟကုကာယဝိညာဉ်စိတ်ဒုက္ခနဲ့ရှင်းပြီးတော့ဖြစ်တဲ့ကာယဝိညာဉ်စိတ်ဒီမှာပဲခေါင်းကိုက်တယ်သွားကိုက်တယ်နားကိုက်တယ်ဒုက္ခဆိုတဲ့အတိုင်းခံရခက်တယ်ထရရတယ်ခံရခက်တယ်နာကျင်ကိုက်ခဲနေတယ်အဲ့ဒီကာယကဒုက္ခအဲ့ဒါတခုနောက်စိတ်ဆိုးတယ်စိတ်ဆင်းရဲတယ်ဆိုတဲ့အဘိဓမ္မာမှာဒေါသမှုတွေးလို့ခေါ်တယ်ဒေါမနတကိုစိတ်နှစ်ခုဒေါမနတကိုစိတ်ကနှစ်ခုရှိတယ်အဲ့တော့စိတ်နဲ့ပြောမယ်ဆိုရင်ဒုက္ခတာဟုတ်ကာဝိညာဉ်စိတ်ကတစ်ခုဒေါမနတကိုစိတ်ကနှစ်ခုအဲ့ဒီသုံးခုဟာဒုက္ခဆိုတဲ့အတိုင်းတကယ်ကိုခံရခဲ့တဲ့တရားဖြစ်တယ်ဒုက္ခဆိုတဲ့တကယ်ဒုက္ခသိတာထင်ရှားတဲ့ဒုက္ခအဲ့ဒါကိုစာပေကျမ်းကဒုက္ခလို့ခေါ်လိုက်တာဒါပိဋကတ်မှာခွဲတာကိုပြောပြမြတ်စွာဘုရားဟောတာဒုက္ခဆိုဒုက္ခဆိုတာကာယကဒုက္ခတစ်ခုစေတသိကဒုက္ခနှစ်ခုအဲ့ဒီသုံးခုကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတဲ့ခံရတဲ့အရာတွေ
ဝိပရိနာမဒုက္ခဆိုပြောင်းလဲလို့ဖြစ်တဲ့ဒုက္ခအဲ့ဒါကဘယ်သူဘယ်အရာကိုခေါ်တာတော့လို့ဆိုတော့ဒုက္ခဝေဒနာကိုခေါ်တာဒုက္ခဝေဒနာသောမနတဝေဒနာကိုခေါ်တာအဘိဓမ္မာနဲ့ပြောမယ်ဆိုရင်ဒုက္ခတာဟုတ်ကာယဝိညာဉ်စိတ်တစ်ခုရဲ့သောမနတဟုတ်စိတ်62ခုရဲ့ဒုက္ခတာဟုတ်စိတ်တစ်ခုသောမနတဟုတ်စိတ်62ခုအလုံး63ခုအဲ့တော့ဒုက္ခနဲ့ပတ်သက်တာ63ခုရှိတယ်အဲ့ဒါဟာဒုက္ခဝေဒနာသည်ပြောင်းလဲလိုက်တာနဲ့တပြိုင်တည်းဒုက္ခဖြစ်တယ်ဒုက္ခဝေဒနာရှိနေတော့တာဒုက္ခချုပ်ငြိမ့်သွားတာနဲ့တပြိုင်တည်းဒုက္ခဒါကြောင့်မို့ဝိပရိနာမဒုက္ခပြောင်းလဲဖြစ်ပေါ်တဲ့ဒုက္ခဆိုတာဒုက္ခကိုခေါ်တယ်လို့အကြမ်းများဖြစ်မှာဒုက္ခဝေဒနာသောမနတဝေဒနာလူတွေပြောနေကြတဲ့ happiness happy new year လို့ဆိုတာအဲ့ဒါဝိပရိနာမဒုက္ခပြောရရှင်နဲ့စိတ်ချမ်းသာတယ်ဆိုအဲ့ဒါပါဝိပရိနာမဒုက္ခလို့ခေါ်တယ်အမြဲတမ်းပြောရှင်နေတာမဟုတ်ဘူးအမြဲတမ်းစိတ်ချမ်းသာနေတာမဟုတ်ဘူးဒါကြောင့်ပြောတာဝိပရိနာမဒုက္ခလို့ဒုက္ခရဲ့ထက်နောက်ဆုံးတစ်ခုကတော့သင်္ခါရဒုက္ခသင်္ခါရဒုက္ခဆိုတာအကြောင်းအဖြစ်ကျမ်းစာတွေအကုန်လုံးလို့ပြောတယ်အဲ့ဒီမဲ့ကျမ်းစာတွေလို့ဆိုရတဲ့မဲ့စိတ်နဲ့ပြောရင်ဥပက္ခတာကိုစိတ်55ခုကျမ်းဝေဒနာနဲ့ခွဲတဲ့အခါမှာဒုက္ခတာကိုစိတ်ကတစ်ခုဒုက္ခတာကိုစိတ်ကတစ်ခုဒေါမနတတာကိုစိတ်က2ခုသောမနတတာကိုစိတ်က62ခုဥပက္ခတာကိုစိတ်က55ခုဝေဒနာနဲ့ခွဲရင်အဲ့လိုပြောတယ်နော်အခုခွဲတဲ့3မျိုးတဲ့ပါဒုက္ခဆိုတာဒုက္ခတာကိုတစ်ခုရဲ့ဒေါမနတတာကိုစိတ်2ခုရဲ့3ခုပါသွားပြီဝိပရိနာမဒုက္ခဆိုတာဒုက္ခနဲ့ဒေါမနတ63ခုပါသွားပြီအဲ့တော့ကျန်တာပါလို့ဆိုဥပက္ခချစိတ်နဲ့ပြောလို့ရှိရင်ဥပက္ခတာကိုချဒါမို့ဥပက္ခတာကိုစိတ်55ခုရဲ့နော်ဥပက္ခတာကိုစိတ်စေတသိက်55ခုရဲ့ကျန်တဲ့စေတသိက်တွေရဲ့ယုံ28ရဲ့အားလုံးသင်္ခါရဒုက္ခလို့ခေါ်တယ်ရုပ်ဟုသမျှသင်္ခါရဒုက္ခဥပေက္ခတာကိုစိတ်စေတသိက်တွေအားလုံးဒီသင်္ခါရဒုက္ခတော့အဲ့လိုခွဲတာဒါစာပေကျမ်းကခွဲတာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခအားလုံးချုပ်ပြီးသွားတယ်ဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခလွဲမှားပြီးတော့ပြောရတယ်သင်္ခါရဒုက္ခဆိုတာအကုန်လုံးလို့ထင်နေတတ်တယ်အကုန်လုံးပြောရမှာမဟုတ်ဘူးသင်္ခါရဒုက္ခဆိုတာဥပေက္ခတာကိုစိတ်55နော်ပြီးတော့စေတသိက်နောက်ပြီးတော့ယုံ28ခုအဲ့ဒါကိုသင်္ခါရဒုက္ခလို့ခေါ်တယ်ဒုက္ခတာကိုစိတ်3ခုဒုက္ခဝေဒနာဒုက္ခကာယကဒုက္ခတာကိုစိတ်1ခုဒေါမနတာကိုစိတ်2ခုအဲ့ဒီ3ခုကိုတော့ဒုက္ခလို့ခေါ်တယ်ဒုက္ခတာကိုစိတ်1ခုသောမနတာကိုစိတ်62ခုအဲ့ဒီ63ခုကိုဒုက္ခသောမနတာကိုဝိပရိနာမဒုက္ခလို့ခေါ်တယ်ဥပိ္ပခာနဲ့ကျန်တဲ့ယုတ်တွေအကျဉ်းတွေအကုန်လုံးကိုသင်္ခါရဒုက္ခလို့ခေါ်တယ်ဒါဒီ3ခုခွဲတဲ့အခါမှာအဲ့ဒါအမှန်ကန်ပဲသို့တော့မြတ်စွာဘုရားကအလုံးကိုယံကိဉ္စီဝိရိတံတံဒုက္ခသမိတ်အလုံးဟာသင်္ခါရဒုက္ခနဲ့ကြည့်လို့ဆိုတော့အလုံးဟာဒုက္ခတွေကြီးပဲလို့ပြောတာဒုက္ခသစ္စာနဲ့ပြောလိုက်မှဆိုရင်အလုံးဟာဒုက္ခတွေအဲ့တော့ဒီဒုက္ခကိုဘယ်သူလောက်ထားလဲဒုက္ခကိုဘယ်သူလောက်ထားလဲဒီမေကုန်းကဘုရားလက်ထက်ကအဲ့ဓမ္မခေတ်စားတဲ့မေကုန်းတစ်ခုဖြစ်တယ်နော်တွေးကြတဲ့အတွေးတွေကအများကြီးမိစ္ဆာဝါဒနဲ့ပတ်သက်တယ်ပေါ့နော်နားလဲအောင်တော့တော်တော်လေးကြိုးစားရအောင်ဒီဒုက္ခဘယ်သူလောက်ထားလဲအဲ့ဒါနဲ့ပတ်သက်ပြီးသုတ်တန်တွေတော်တော်များများရှိတယ်အခုဒီကနေ့ဟောမဲ့သုတ်တန်ကအစေလကတ္တဝတုတ်ဒုက္ခကိုပြုလုပ်သူအစေလကတ္တဝအဝမိုတဲ့တက္ကတုံကတ္တဝဘာသာကြမြတ်စွာဘုရားလက်ထက်ကအဝမိုတဲ့ခိုင်းတခိုင်းရှိနိဂန္ဓတတ္တဗုဒ္ဓတို့လည်းအဝမိုသို့တော့သူကတော့သူရဲ့ဝါဒချင်းမတူလို့သူကဒါကြတော့အစေလကလို့ခေါ်တယ်အစေလကတ္တဝအဝမို့ပဲတုံးလုံးနေတဲ့ဖွဲ့
အဲ့ဒါတက်ကတော့အစိလကတ္တဝါစာပေထဲမှာ3ယောက်တော့ရှိလို့ရတယ်အဲ့ဒီအစိလကတ္တဝါတွေကတွေ့တဲ့အစိလကတ္တဝါတွေနောက်ပိုင်းမှာဘုရားနဲ့တွေ့ပြီးတော့ဘုရားဘာသာဖြစ်ပြောင်းသွားတာလေနောက်လောက်တွေ့တူတော့တူဖို့မရဘူးဆလညမတူခုဒီအစိလကတ္တဝါကလည်းမြတ်စွာဘုရားကိုဒုက္ခအတုလောက်ထားလဲဆိုတာဒုက္ခကိုပြုလို့သူနဲ့ပတ်သက်ပြီးတော့လာပြီးတော့မေးဦးနေမေးတာသူလည်းနောက်ပိုင်းမှာရဟနာဖြစ်သွားတယ်အဲ့တော့နိဒတဝေကတန်ယုတ်တန်ယုတ်ပါဠိတော်မှာအစိလကတ္တဝါတော့ဆိုကဲအဲ့ဒီတုတ်ထဲမှာဆိုထားတာတွေကိုနားထောင်ကြည့်အောင်ရှင်နန္ဒကဧဝံပတုတ္တနဲ့စတယ်သူသင်ယူမတတ်ထားတဲ့အတိုင်းပြောပါမယ်တဲ့မြတ်စွာဘုရားဟာတခါတော့ကရာဇဂိုမြို့ရှင်းတဲ့တွေကိုအစာကျွေးရဖြစ်တဲ့ဝိလုဥယျာဉ်ထဲမှာတရင်သုံးနေထိုင်ပါတယ်တဲ့ဒါအဲတော့ကဟောတယ်ဆိုတာကိုဒါတော့ပဲမှတ်တတ်တယ်အဲ့တော့ရှင်နန္ဒကဧကံသမယအခါရဘာလို့ပဲပြောတယ်ဘယ်နေ့ပဲရက်ပဲလားဆိုတဲ့ထိတ်ကိုတည်တည်ချာချာပါပြောအဲ့ဒါနဲ့ပတ်သက်ပြီးဆွေးနွေးထားတာရှိဒီစကားတွေကမြတ်စွာဘုရားပြိဋိဘံစံပြီးမှပြန်ပြောတာလေသံဃာယနာတင်တယ်လို့ခေါ်တယ်နော်ပြန်ပြီးတော့စစ်ဆေးတာဒီသုဒ္ဓဟာဘုရားဟောတာဟုတ်သလားဘယ်တော့ဟောတာလဲဆိုတော့ပြန်ပြောတဲ့အခါရှင်အနန္ဒာကထိတ်ကိုမမှတ်ပြီးလို့ပြောတာလားဆိုတော့မဟုတ်ဘူးတဲ့အဲ့ဒီခေတ်ကစားတဲ့ရှင်းမှတ်ရတာမဟုတ်ဘူးနှုတ်တဲ့ဆောင်တဲ့ခေတ်ဆိုရှယ်ဆွဲတွေမှတ်နေရမယ်ဆိုရင်ဝန်တော့မူကြီးဖြစ်မှာပေါ့အနှစ်သာရပိုင်းကိုပဲမှတ်တယ်ဖြစ်တယ်ရက်ဆွဲတွေကိုလောက်မမှတ်ဘူးဒါကြောင့်မို့တခါတော့ငါဆိုတဲ့တကားနဲ့ပဲလုပ်တယ်ပမာရီပုံမြင်ပြောတဲ့အခါရှေးတော့ငါဆိုဘယ်တော့မှမသိဘူးရှေးတော့ငါနော်ဘယ်လောက်ကြာလဲရှေးလည်းမသိဘူးကလေးပေါက်စားလေးတွေပုံပြောတယ်ဆိုရင်ရှေးတော့ငါနဲ့ပြောတာပဲလေနောက်တော့ငါလည်းဘယ်သူမှပြောရှေးတော့ငါပဲပြောအဲ့ဒါလိုပဲဧကံတမယအခါရဘာလို့ပြောလိုက်တာမမှတ်မိလို့လားဆိုမမှတ်မိလို့မဟုတ်ဘူးတဲ့ oral tradition လို့ခေါ်တဲ့နှုတ်နဲ့မှတ်သားရတဲ့ခင်မှာအဲ့ဒါတွေမှတ်နေမယ်ဆိုရင်ဝန်တော့ဘုဖြစ်သွားနိုင်တယ်ဒါကြောင့်ဘုအခါရဘာလို့ပဲတော့တယ်သူကအဓိကမဟုတ်ဘူးဖះပဲမှာနေတယ်ဘယ်တော့မှဟောတယ်အဲ့ဒါလောက်ဆိုရင်လောက်တယ်ပေါ့နော်ခုခေတ်ကတော့ရက်ဆွဲကပိုအရေးကြီးနေရက်ဆွဲကကျန်တဲ့ပိုအရေးကြီးအောင်ရက်ဆွဲမှတ်ကြအဲ့ဒီခေတ်ကတော့ရက်ဆွဲကိုတော့မမှတ်တော့ဘူးဘယ်မှာနေတယ်ဆိုတာဒီကထားတယ်ဧဝံမေတုတံလို့ဆိုလိုက်တဲ့စကားကရှင်နန္ဒာကသူဒီတိုင်းပဲသိယူမသားခဲ့ပါနဲ့လို့ပြောတာသူဟောတာမဟုတ်ဘူးဆိုတာပြောပြဒီတိုင်းပဲသူသိယူခဲ့ပါတယ်မသားခဲ့ပါတုတ္တဆိုတာသိယူမသားထားတာကိုပြောတာတုတ္တဆိုတဲ့အလုံးကိုကြားတယ်လို့ပြောတာမဟုတ်ဘူးသင်္နာကနားနဲ့ပဲသင်ညာရတာဖြစ်လို့ဒါကြောင့်တုတ္တနာယူမှတ်သားဆောင်းထားအပ်ပါပြီလို့ဘာလို့ပြန်တဲ့ခါလို့ပြောတုတ္တနာယူမှတ်သားဆောင်းထားအပ်ပါပြီဒီစကလုံးတွေမပြောက်အောင်သွားနှုတ်တဲ့ဆောင်းထားတွေ့တော့တွေ့တဲ့ကိစ္စမဟုတ်ဘူးတုတ္တနာယူမှတ်သားဆောင်းထားအပ်ပါပြီဧဝံမေတုတ္တဆိုတာဒီတိုင်းကြားခဲ့တယ်ဆိုတာကြားခဲ့တာမဟုတ်ဘူးကြားခဲ့ရုံနားရှိကြားနေမှာပဲလေငဲ့ဩတန်လဲကြားတာဟောလဲကြားတာအဲကြားတာမျိုးပြောတာမဟုတ်ဒီနေရာမှာတုတ္တဆိုဒါကြောင့်မို့အင်္ဂလိပ်လိုပြန်တဲ့အခါမှာတော့မှာပဲ Thus I have heard ပြန်ကြားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြန်အမှန်တော့ပြန်တဲ့တာ Thus I have learned ဒီတိုင်းပဲသိယူခဲ့ပါတယ်လို့ပြန်ပြောအဲ့ဒါမှကိုယ်လေးနဲ့ Thus I have heard ဆိုကြားခဲ့တဲ့အတန်လေးအပြည့်တာပဲလေတော့ကြားရုံကြားတာမဟုတ်ဘူးကြားခဲ့နာယူသိယူမှတ်သားဆောင်းထားအဲ့ဒါလေးဒီတုတ္တဆိုတဲ့စကားလုံးထဲမှာအကုန်ပါတယ်သင်တယ်ဆိုတာနားနဲ့ပဲသင်ရတာလေမျက်လုံးနဲ့သင်တာမှမဟုတ်တာဆရာရွတ်ပြတာကိုနားနဲ့သင်ရနားနဲ့သင်တာကပုဋ္ဌိကြမျက်လုံးနဲ့သင်လို့ရှိရင်စာဖတ်တာပဲကြည့်လေဆရာဖတ်တဲ့အတိုင်းလိုက်ဖတ်ရင်ပုဋ္ဌိကြတယ်နိဘယ်လိုဆိုမျိုးဖတ်နေကြမှာဆရာနှုတ်ထွက်တိုင်းလိုက်နှုတ်တယ်ပုဋ္ဌိကြတယ်ဒါကြောင့်မို့ရှေးတုန်းကသင်္တိစနစ်ကတော့နားနဲ့သင်တာဆရာကနှုတ်တဲ့ချပေးတယ်တပည့်တွေကလိုက်ဆိုရတယ်
အဲ့ဒါကိုရည်ညွှန်းပြီးတော့ဧဝံမေတုတံရှင်အနန္ဒာကဒီစကားနဲ့သူပြောလိုက်တဲ့ဒီဧဝံမေတုတံဆိုတဲ့ဒီတိတံအစာလေးပြောတာဟာဘလို့အဓိပ္ပာယ်ရှိဘလို့အဓိပ္ပာယ်ကိုတက်ရောက်စေတယ်ဆိုလို့ရှိရင်နော်ဒီလိုပြောလိုက်တဲ့ဖြစ်နော်သူဟာဒီတိုင်းသိယူနိုင်မတဆောင်ထားခဲ့ပါတယ်ဘုရားထံကဒီတိုင်းကြားခဲ့ပါတယ်လို့ပြောတာမဟုတ်ဘူးဘုရားထံကဒီတိုင်းသိယူမတဆောင်ထားခဲ့ပါတယ်ဒီစကားကိုပြောလိုက်ခြင်းပြီဒါသူစကားမဟုတ်ပါဘူးဆိုပြောပြီးသားဖြစ်တယ်နော်အဲ့ဒါလည်းပတ်သက်ပြောတာအချက်ကိုပြောပြတဲ့အခါဝိနာတယတိအတ္တထဘုရားစကားဟုတ်မယုံကြည်တဲ့ပုဂ္ဂိုလ်ရဲ့မယုံကြည်မှုပဲဖြစ်တာဧဝံမေတုတံလို့ပြောလိုက်လို့ရှိရင်မယုံကြည်ဘူးဆိုတဲ့လူတွေမဖြစ်ရအောင်မယုံကြည်မှုဆိုတာမဖြစ်ရအောင်ဧဝံမေတုတံသူတိတိုင်းကြခဲ့တိတိုင်းသိခဲ့တာတိတိုင်းသိမှတ်သားဆောင်ထားခဲ့တာအဲ့ဒီစကားလုံးဖြင့်မြတ်စွာဘုရားဟောတာဟုတ်ပါမလားလို့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့မယုံကြည်မှုပဲဖြစ်ပေးတာပဲဖြစ်တယ်တတ္တဝဋ္ဌိတိသာသနိမြတ်စွာဘုရားအဆုံးအမပေါ်မှာယုံကြည်တယ်ဒါတကယ်ဘုရားဟောခဲ့တာလို့ယုံကြည်တယ်ဘုရားဟောတဲ့နဲ့ပတ်သက်ပြီးမယုံကြည်တာကိုလည်းတာပြစ်တယ်ယုံကြည်စေတယ်ဒီစကားလုံးလေးကယုံကြည်မှုကိုတိုးပွားစေတယ်တတ္တဝဋ္ဌိတိသာသနိဧဝံမေတုတံပိစေဝဝဋ္ဌံဂေါရမတာဝကောဧဝံမေတုတံလို့ဆိုတဲ့ရှင်အာနန္ဒာဂေါရမဘုရားရဲ့တပည့်ရှင်အာနန္ဒာဟာဧဝံမေတုတံလို့ဆိုလိုက်ခြင်းအပြင်မယုံကြည်မှုကိုပပျောက်စေပြီးယုံကြည်မှုတွေကိုတိုးတက်စေတယ်ဒါဧဝံမေတုတံရဲ့အကျိုးပဲယုံကြည်စိတ်ချရတဲ့စကားဘုရားဟောတဲ့စကားယုံကြည်တောင်းလို့မြတ်စွာဘုရားဟာခါရဗရာဇဂုံမြို့အနီးကရှင်းတဲ့အစာကျွေးရဖြစ်တဲ့ဝိတုဝံဥယျာဉ်ထဲမှာတဲ့သုံးနေထိုင်ခဲ့ပါတယ်အဲ့ဒီမှာလေရာဇဂိဝိရတိဆိုတဲ့ပစ္စုပန်နဲ့သုံးထားတယ်ဒါပေမဲ့ရှင်အနန္ဒပြန်ပြောတဲ့အချိန်ကမြတ်စွာဘုရားမရှိတော့ဘူးလေအဲ့တော့ပစ္စုပန်နဲ့ဘာကြောင့်သုံးတာတော့လို့ဆိုရင်ရှင်အနန္ဒရဲ့စိတ်ထဲမှာမြတ်စွာဘုရားကိုယ်တိုင်ကရှင်အနန္ဒရဲ့စိတ်ထဲမှာမြတ်စွာဘုရားရှိနေတယ်လို့ပဲစိတ်ခံစားတယ်ဘာကြောင့်လဲဆိုရင်တရားတွေရှိနေဘုရားရှိနေတာပဲဒါမို့မြတ်စွာဘုရားဟာရာဇဂုံမြို့မှာပဲရှိနေပါတယ်ဆိုတဲ့အနေနဲ့ပြန်ပြောတာတကယ်တော့အဲ့ဒီချိန်မှာမရှိတော့ဘူးအဲ့တော့ရာဇဂုံမြို့မှာရှိနေတော့ကနောက်ခါတွေကျတော့အတိတ်နဲ့ပဲသုံးတော့တယ်ဘုရားနာတည်းနိဝတိတောပတ္တစီဝရပါရယရာဇကပိဏယပဝိတိအဲ့ဒါကျတော့အတိတ်နဲ့ပဲပြန်ပြောတယ်ဝိတုအကြောင်းတော်မှာနေတော့ကမနေ့ချိန်မှာဆိုရင်တပိတ်သင်္ကန်းပြင်ဆင်ဝေးကိုပြီးတော့ရာဇဂုံမြို့တဲကိုဆောင်းကဝင်ပါတယ်ဝင်ခဲ့ပါတယ်ဒီမြတ်စွာဘုရားဆောင်းကဝင်ခဲ့ပါတယ်အဲ့တော့မြတ်စွာဘုရားရာဇဂုံမြို့ထဲမှာလက်ပြီးတော့ဆောင်းခံတယ်မြတ်စွာဘုရားဆောင်းခံကြွနေတာကိုအတ္တတာခောအစိလောကတ္တဘောဘဂဝန္တဒုရတောဝအခေသန္တမြတ်စွာဘုရားရာဇဂုံမြို့ထဲကိုဆောင်းခံဖို့ဝင်လာတာကိုခလနကကလေးကအစိလကတ္တဘာကမြတ်စွာဘုရားကိုမြင်တယ်ဟိုမှာယဟန်ကောဓမကြွလာပြီဆောင်းကဝင်လာပြီဆောင်းကကြွလာပြီခလနကလေးကိုမြင်တဲ့အခါမှာထေသဝနာယေနဘဂဝတေတုပတေမြတ်စွာဘုရားရှိသူကချစ်ကပ်တော့စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကသင်္ကန်းတပိတ်တတ်ပဲဝုတ်ပြီးတော့မြို့ထဲမှာဆုံးခံကြွတယ်အဲဆုံးခံကြွလာတဲ့အချိန်မှာအစိလကတ္တဝကြီးကပြင်လာတဲ့ဘုရားရှိသွားတာဆောင်တန်းပြီးတော့သွားလိုက်တာဘုရားအနီးရောက်လာခုခေတ်ဆိုလို့ရှိရင်အယူကြီးလားလို့အောင်ပြပါပေါ့အဝတ်မပေါ်တယ်တော့အဲ့ဒီခေတ်ကတော့ဒါခိုင်းတဲ့ခိုင်းရဲ့ဖုန်ကြီးပဲဆိုပြီးတော့ရှိုးနေကြတဲ့ပြင်ကွင်းဖြစ်လို့ရာဇဂုံမြို့ဆိုတာခိုင်ပေါင်းဆုံးရှိတဲ့နေရာဘာသာရေးခိုင်ပေါင်းဆုံးရှိတယ်အဲသူကဘုရားရှိဘုရားအနီးကပ်လာဥပဒေခွင့်တော့ဘဂဝန္တတတ္တိတမောရိဘုရားအနီးကပ်လာပြီးတော့သူကနှုတ်ဆက်တယ်ဘုရားကိုနှုတ်ဆက်တယ်ရှင်ဂေါရမနေကောင်းလားဘဝရပြောတာကိစ္စခမနိယကိစ္စယပနိယကျမကြီးကောင်းလားဒီလိုထိုင်လို့အစီပြေလားစသဖြင့်ဒါတွေကိုမေး
အဲ့ဒါကိုပဲဘဂဝတ္တတတ္တိတမောတိမြတ်စွာဘုရားနဲ့အတူတကွဝမ်းမြောက်စကားပြောကြတယ်တမောရတိယံကထံအာရဏိယဝိတိတရိတောအဲ့ဒီလိုဝမ်းမြောက်စကားတူနဲ့တူတွေ့တဲ့အချိန်မှာအမှတ်ရပွဲစကားမရပွဲဆိုတာဘသူကဘယ်နဲ့ဘယ်တော့ကတွေ့တော့ကပါဠိတွေပြောခဲ့ကြတယ်ဆိုရယ်မရပွဲစကားသူတို့ဆိုလို့လားပေါ့နော်မရပွဲစကားပြောပြီးတော့မြတ်စွာဘုရားအနိဒမသူရက်တယ်လာပြီးတော့စကားပြောတာလာစကားပြောပြီးမြတ်စွာဘုရားအနိဒမရက်ပြီးတော့မြတ်စွာဘုရားကိုသူကခွင့်တောင်းတယ်ပုစိယမမယဘုံတံကောမှာကိစ္စတွေဝထိတံရှင်ကြီးကြီးပဲအရှင်ကောရမကိုတဲ့အကျွန်ုပ်အကြောင်းအရာတစ်ခုကိုပြမြန်းချင်ပါတယ်ပြပြချင်ပါသစေနောဘုံကောရမောဩကတံကရောတိပညတဝိယကရဏယတပည့်တော်ပေးတဲ့မိကုံးကိုအဖြစ်ပေးမယ်လို့အရှင်ဘုရားအခွင့်ပေးမယ်ဆိုလို့ရှိရင်ပြပြစီပါဒါအရင်ကြီးတဲ့စကားလေးတွေပြောတယ်နော်အကယ်၍ရှင်ကောရမကပြဿနာဖြေဆိုဖို့ခွင့်ပြုတယ်ဆိုရင်ပြီးကြပါလေတော့ပြီးကြပါလေသူ့ဖြေဆိုမယ်ဆိုတဲ့ခွင့်ပြုလို့ရှိရင်သူပြီးကြပါလေဖြေမယ်ဆိုရင်ပြီးကြပါလေအဲ့လိုရှောက်တော့မြတ်စွာဘုရားကပြန်ပြောလိုက်တော့အကံလောခေါ်တာဝကတ္တဗပညာတာဒါအချိန်မဟုတ်ဘူးလေဒီချိန်ကနော်အချိန်ခါမဟုတ်ဘူးအန္တရကေရဘုရားမှာအခုကပြောရဲရတယ်ရောက်နေတယ်ပေးရမယ့်နေရာမဟုတ်ဘူးပေါ့ဆုံးကသွားနေတယ်အန္တရကေရဘုရားမှာတော့လမ်းကြားအိမ်ဒီရှိတဲ့ပြောရဲရတယ်ရောက်နေတာပေါ့ပေးဖို့အခါမသိဘူးလို့မြတ်စွာဘုရားပြောအကလောမေကိုတင်းလျော်တဲ့အချိန်မဟုတ်ဘူးဖြေဖို့လည်းတင်းလျော်တဲ့အချိန်မဟုတ်ဘူးမြတ်စွာဘုရားအဲ့လိုပြောတယ်အမေနဲ့တော့မပြောအကလောခောဒါဝကတ္တဗပညာတာမေကိုမေရမယ့်အချိန်မဟုတ်ဘူးတဲ့အခုကဆောင်းကဝင်နေတော့ဖြစ်နေတယ်လမ်းမှာဖြစ်နေတယ်အဲ့လိုပြောလိုက်ကြဟုတ်အစိရကတ္တဗကဆောင်းတယ်နာခောပန္နမယံဂုံတံကောရမဘဟုတွေဝပုစိတုကအရှင်ကောရမကိုကျွန်တော်တို့မေကုန်းနေအများကြီးပဲမေးပါဘူးတဲ့နော်မေကုန်းနေအများကြီးပဲမေးပါဘူးတဲ့ခွင့်တောင်းတဲ့အခါမြတ်စွာဘုရားကသူကတစ်ချိန်မကအောင်တစ်ချိန်သုံးချိန်တောင်းတယ်မြတ်စွာဘုရားလည်းငါအခုရွာထဲရောက်နေတယ်ဆွမ်းခံနေတယ်အဲ့တော့အချိန်မဟုတ်ဘူးလို့ပြောတယ်အဲ့တော့သုံးခါခွင့်တောင်းတာမြတ်စွာဘုရားကသုံးခါညင်းတဲ့အခါကျမှသူကပြောလို့ဆိုကျွန်တော်တို့ကရှင်ကောရမကိုမိခွန်းနေအများကြီးမမေးပါဘူးတဲ့နော်မိခွန်းနေအများကြီးမမေးပါဘူးမမေးချင်ပါဘူးတဲ့တော့တို့မေးမှာပါလို့ပြောတာဟုတ်ပါခါရီကျတော့လည်းတချို့ရှည်တယ်လေမပြီးနေအောင်မေးနေအဲကြောင့်သူကတို့မေးမှာပါလို့ပြောတော့မြတ်စွာဘုရားကအဲ့ကြတော့မြတ်စွာဘုရားပု္ပ္ပစာကတ္တဗယရကေခတိကဲမေးချင်တာမေးတော့ခွင့်ပေးလိုက်တယ်မြတ်စွာဘုရားပထမအချိန်လျှောက်တော့လက်မခံညင်လိုက်ဘာလို့ညင်တာတော့ဆိုတော့ဒါမိခွန်းဖြစ်ရမယ့်အချိန်မဟုတ်ဘူးမျိုးထဲမှာဆွမ်းသွားနေတာလမ်းရက်နေတယ်ဆိုခုခေတ်ဆိုပို့ဆုံးမှာပေါ့ကားတွေကလည်းရှိတယ်လမ်းဘေးမှာရက်ပြီးတော့ပြောလို့အဆင်မပြေဘူးအဲ့ဒီခေတ်ကလည်းရှင်းနေမြင်းနေသွားနေတာရှိမှာပေါ့ဆွမ်းကဝင်နေတဲ့အချိန်ဆိုတော့မသိတော့ဘူးလို့ပြောတယ်အဲ့ဒီအနေသူကဆွမ်းပေးတော့မြတ်စွာဘုရားကပု္ပ္ပစာကတ္တဗယရကေခတိကဲအဲ့ဒါဆိုလို့ရှိရင်မေးချင်တာမေးတော့ပု္ပ္ပစာမေးပါယရကေခတိမေးချင်တာတော့ဘုမေးချင်တဲ့အခါမေးပါလို့လည်းပြောတာရှိတော့ဘုမေးချင်တဲ့မေးကုန်မေးပါအဲ့လိုဒါသူစဉ်းစားရှိတယ်ပု္ပ္ပစာယရကေခတိမေးချင်တာမေးပါဆိုတာမြတ်စွာဘုရားပဲတိစကလုံးကိုသုံးတာရှင်သာရိပုတ္တရာတော်တိစကလုံးမသုံးမေးပါမေးချင်တာမေးပါလို့ကျန်တဲ့ပုဂ္ဂိုလ်တွေကမသုံးအဲ့ဒီခေတ်ကပြောတယ်နော်ခုခေတ်ကတော့ပြောချင်းပြောမှာပေါ့ရှေးခေတ်ကတည်းကတော့ရှင်ကျေးတဲ့စကားလုံးပေါ့ဒါကတော့ဟိုလေးပေါ့ usage လို့လည်းပြောလို့ရတယ် idiom လို့လည်းပြော usage ပေါ့
ရှင်ကျေးတဲ့အတိုင်းဝိုင်းမှာ standard အနေနဲ့ပြောတယ်အဲ့တော့မြတ်စွာဘုရားကတော့ပု္ပ္ပာယထာကိဉ္ခတိမေးချင်တာမေးပါလို့ခွင့်ပြုလိုက်တယ်ရှင်သာရိပုတ္တရာတို့တော့အဲ့လိုခွင့်မပြုဘူးရှင်သာရိပုတ္တရာတို့ကဘယ်လိုပြောတော့ဆိုပု္ပ္ပာသုတ္တဝါသာနေတာမှာမေးပါကြားတဲ့အခါမှာဖြေနိုင်မဖြေနိုင်ပြောပါမယ်ဖြေနိုင်ရင်ပြောပါမယ်ဒီလိုပဲပြောတယ်ပု္ပ္ပာယထာကိဉ္ခတိကြိုက်တာမေးဆိုတာမပြောရဲဘူးမပြောဘူးပြောလို့မရှိဘူးပေါ့အဲ့လိုပြောလို့မရှိဘူးဒါကသဗ္ဗညုတဉာဏ်ရတဲ့ဘုရားကုတော်မြတ်တွေပြောတဲ့စကားလုံးနဲ့ပု္ပ္ပာယထာကိဉ္ခတိဆိုတဲ့စကားလုံးရှင်သာရိပုတ္တရာတို့လိုဉာဏပုဂ္ဂိုလ်တွေကပု္ပ္ပာသုတ္တဝါသာနေတာမှာမေးပါကြားတဲ့အခါမှာသိရပါလိမ့်မယ်လောက်ပဲပြောတာအဲ့တော့လို့မြတ်စွာဘုရားခွင့်ပြုလိုက်တဲ့အခါကျတော့ကတ္တဝကထုံးစံတိုင်းပဲဒီအစိရကတ္တဝကြီးကိုမေးတာနော်ဒါအဲ့ဒီခေတ်မှာတော့အတွေးခေါ်နဲ့ပတ်သက်တဲ့မေးခွန်းတွေပဲဒါနော်အတွေးခေါ်နဲ့ပတ်သက်အတွေးမြင်နဲ့ပတ်သက်တဲ့မေးခွန်းတွေသူတို့ခေတ်မှာဒါခေတ်စားနေတဲ့မေးခွန်းတွေသူမေးလိုက်တာဗာမေးတော့ဆိုကိဏုခောဘောဂရမတယံကတံဒုက္ခဒုက္ခကိုလှုပ်သူကိုယ်တိုင်ပဲလားဟောဒုက္ခကိုဖန်တီးသူဟာမိမိကိုယ်တိုင်ပဲလားဒုက္ခတယံကတံဒုက္ခတယံဆိုတာမိမိကိုယ်တိုင်ကတံကလှုပ်တာဒုက္ခကိုဖန်တီးသူဟာမိမိကိုယ်တိုင်လားဒါမေးခွန်းတစ်ခုနော်မြတ်စွာဘုရားအဲ့ဒီမေးခွန်းကိုဘယ်လိုဖြေလိုက်တော့မဟာဟေဝံကတ္တဝမဟုတ်ဘူးလို့ပြောဒီလိုပဲပြောနေမပြောတာမဟုတ်ဘူးဒုက္ခကိုကိုယ်တိုင်လုပ်တာပြတ်ဆိုပြမဟုတ်ဘူးလို့ပြောတာပါပဲမဖြစ်တယ်ဒုက္ခကိုကိုယ်တိုင်လုပ်တာလားမဟေဝံဒီတိုင်းမဟုတ်ဘူးကိုယ်တိုင်လုပ်တဲ့ဆိုတာမဟုတ်ဘူးကိုယ်တိုင်ဖန်တီးတဲ့ဆိုတာမဟုတ်ဘူးဒီမေကောအဲ့တော့အဲ့လောက်နဲ့နားလဲဖို့လွယ်သေးဘူးနော်နောက်ပြနောက်တစ်ခါသူကထပ်ပြီးတော့ပြေးတယ်ကိုယ်တိုင်လုပ်တာမဟုတ်ဘူးဆိုရင်ဒီလိုဆိုရင်ပရံကတံဒုက္ခဒုက္ခကိုတခြားသူတစ်ယောက်ကဖန်တီးတာလားခုနဒုက္ခကိုကိုယ်တိုင်ဖန်တီးတာလားအခုဒုတိယမေကဒုက္ခကိုတခြားသူတစ်ယောက်ကဖန်တီးတာလားအဲ့ဆိုပြမဟုတ်ဘူးဒီလိုမဟုတ်ဘူးကိုယ်တိုင်လုပ်တာလည်းကိုယ်တိုင်ဖန်တီးတာလည်းမဟုတ်ဘူးတခြားသူတစ်ယောက်ကဖန်တီးတာလည်းမဟုတ်ဘူးဒီဒုက္ခဆိုတော့သူကဆက်ပြီးတယ်တယံကတင်္စပရံကတင်္စဒုက္ခဒါဖြင့်အချုပ်တစ်ဝက်ကိုကိုယ်တိုင်ဖန်တီးပြီးအချုပ်တစ်ဝက်ကိုတခြားသူတစ်ယောက်ကဖန်တီးတာလားတခြားသူတစ်ယောက်ကဖန်တီးတာလားအဲ့ဒါလည်းမဟုတ်ဘူးလေမဟုတ်ဘူးလို့ညာနောက်နံပါတ်၄ကျတော့အဲ့ဒါဆိုလို့ရှိရင်အတ္တယံကာရံအပရံကာရံဒိဋ္ဌလောပနံဒုက္ခအတ္တယံကာရဆိုတယံကာရကိုယ်တိုင်လုပ်တာအဲ့တော့ဒုက္ခဆိုတာကိုယ်တိုင်လုပ်တာလည်းမဟုတ်ဘူးသူများလုပ်တာလည်းမဟုတ်ဘူးကိုယ်တိုင်ဖန်တီးတာလည်းမဟုတ်ဘူးသူများဖန်တီးတာလည်းမဟုတ်ဘူးအဋ္ဌလောပနံသူဖြစ်ခြင်းသူဖြစ်လာတာလားဒီနံပါတ်ပေးကုန်ပေးလိုက်အဲ့တော့ဒီမေးခွန်းတွေကသူတို့မေးနေချာယူဝါဒတွေမှာအများအားအဲ့တဲ့ပဲဒါဘဝသူတို့အေဝံရှာနေတာဒုက္ခကိုကိုယ်တိုင်ဖန်တီးတာလားဒုက္ခကိုသူတစ်ပါးကဖန်တီးတာလားဒုက္ခကိုကိုယ်တိုင်တချို့သူတစ်ပါးတချို့ဖန်တီးတာလားဒုက္ခကိုကိုယ်တိုင်ဖန်တီးတာလည်းမဟုတ်ဘူးသူများဖန်တီးတာလည်းမဟုတ်ဘူးသူကသူအကြောင်းပဲဖြစ်ခြင်းလို့ဖြစ်လာတာလားအဲ့ဒီမေးကိုမေးလိုက်တာမေးလိုက်တော့မြတ်စွာဘုရားကဒီလိုလည်းမဟုတ်ဒီလိုလည်းမဟုတ်အကုန်လုံးညင်းလိုက်တယ်အဲ့တော့ဒုက္ခဆိုတာတော့ရှိနေတယ်ဒုက္ခကိုဘယ်သူလောက်ထားတော့ဆိုတာသိချင်တာဒုက္ခဆိုတာတော့ရှိနေတယ်အဲ့ဒုက္ခကဘယ်သူလောက်ထားလဲနော်ကိုလောက်ထားလားသူလောက်ထားလားကိုတဝဲသူတဝဲလားသို့မဟုတ်ကိုလည်းမလုပ်သူလည်းမလုပ်သူဖြစ်ချင်လို့ဖြစ်လာတာလားဒီလေးချက်နော်အဲ့တော့မြတ်စွာဘုရားလေးချက်လို့ညင်းလိုက်တော့သူကထပ်ပြီးတယ်ကိဏုခောဘောဂရမတ္တိဒုက္ခရှင်ကောရမဒါဆိုဒုက္ခမရှိဘူးလား
ဒုက္ခကိုသူကလောက်တာမဟုတ်ဘူးဆိုဒီလိုဆိုရင်ဒုက္ခမရှိဘူးလားဒုက္ခတော့ရှိနေတာဒုက္ခမရှိဘူးလားလို့ဆိုနခောကတ္တဝနတ္ထိဒုက္ခအဋ္ဌိခောကတ္တဝဒုက္ခကတ္တဝဒုက္ခမရှိဘူးမဟုတ်ဘူးဒုက္ခရှိတယ်အဲ့ဒါကြောင့်မရှိဘူးမဟုတ်ရှိတယ်ဒုက္ခမရှိဘူးမဟုတ်ရှိတယ်တေနဟိဘောဂေါရမောဒုက္ခနာသနာတိနပတ္တိဒါဆိုရင်ရှင်ဂေါရမဟာဒုက္ခကိုမသိဘူးဒုက္ခကိုမမြင်ဘူးလားခုနသူ့အဖြေတွေရသူကဒုက္ခရှိတယ်ဆိုဒါပြင်ရှင်ဂေါရမရှိတဲ့ဒုက္ခကိုရှင်ဂေါရမမမြင်ဘူးလားမသိဘူးလားထပ်ပြီးတော့ပေးတယ်နခွာဟံကတ္တဝဒုက္ခနသနာမိနပတ္တမိသာနာမိခွာဟံကတ္တဝဒုက္ခပတ္တမိခွာဟံကတ္တဝဒုက္ခအာဟာဒုက္ခကိုအမြင်တာမဟုတ်မသိတာမဟုတ်ဘူးမမြင်တာမဟုတ်ဘူးငါဟာဒုက္ခကိုမြင်တယ်သိတယ်သိတယ်မြင်တယ်အဲ့ဒီမှာသူနားမလဲတော့နော်တော့ဘယ်သူမှမလုပ်ပဲတဲ့ဒုက္ခကိုရောက်တယ်သူတွေးမှာပေါ့သူတို့ကအကြောင်းရှာတာကိုလုံးတယ်လည်းမဟုတ်ဘူးသူလုံးတယ်လည်းမဟုတ်ဘူးကိုတော်သူတော်လည်းမဟုတ်ဘူးကိုလည်းမလို့သူလည်းမလို့သူကသူဖြစ်တယ်တခုတော့ဖြစ်ရတယ်ဒုက္ခရှိနေဒီဒုက္ခဘယ်သူခံနေတာဥပမာပြက်လုံးတစ်ခုပေါ်လာတယ်အဲ့ဒီပြက်လုံးကိုဘယ်သူအော်တာဘယ်သူလဲတိထွေသူကဘယ်သူလဲဒါရှိရမှာလေတော့ပြက်လုံးတော့ရှိတယ်ပြက်လုံးထုတ်တဲ့လူမရှိဘူးလားဘယ်သူပြက်တာလဲဆိုတော့လုံးတဲ့လူရှာမတွေ့ဘူးဖြစ်ပြက်လုံးကရှိအခုလည်းပဲဒုက္ခတော့မြတ်စွာဘုရားရှိတယ်လုံးသူကြတော့လုံးသူအကြောင်းပဲဖြစ်တယ်ဆိုလည်းမဟုတ်လုံးသူမရှိဘူးဆိုရင်အကြောင်းပဲဖြစ်တာဖြစ်ရဟုတ်တယ်မလားအကြောင်းပဲဖြစ်တာဖြစ်ရကိုလုံးတယ်လည်းမဟုတ်ဘူးသူလုံးတာလည်းမဟုတ်ဘူးနော်ကိုတဝဲသူတဝဲလုံးတာလည်းမဟုတ်ဘူးအကြောင်းပဲဖြစ်လာတာလည်းသို့ဆိုအကြောင်းတော့ရှိရဆိုတော့အကြောင်းပဲဖြစ်လာတာလည်းဖြစ်တာလားဆိုတော့လည်းမဟုတ်ဘူးသူဖြစ်တာလားလို့ဆိုတော့လည်းမဟုတ်ဘူးပြောတယ်ဒါပေမဲ့ဒုက္ခရှိတယ်တော့ဒုက္ခရှိလို့ရှိရင်ကိုလုံးထိုင်ရင်လည်းဖြစ်ရမယ်သူလုံးထိုင်ရင်လည်းဖြစ်ရမယ်ကိုတွဲသူတွဲလုံးထိုင်ရင်လည်းဖြစ်မယ်သူဖြစ်ချင်လို့ဖြစ်လာတာလည်းဖြစ်ရမယ်တခုအဲ့ဒီ၄ချက်လုံးညှင်းဆူထားတဲ့အခါကျတော့အကြောင်းနဲ့ပတ်သက်တာဘာမှမရှိဘူးအကြောင်းရှိတာလည်းမဟုတ်ဘူးအကြောင်းမရှိဘူးလည်းမဟုတ်ဘူးဖြစ်သွားတယ်အဲ့ဒီမှာရှင်ကောရမဒုက္ခကိုမသိဘူးလားမမြင်ဘူးလားသိတယ်မြင်တယ်ဒုက္ခမရှိဘူးလားရှိတယ်ဒါပေမဲ့ကိုတော့မမြင်ဘူးလားမြင်တယ်မသိဘူးလားသိတယ်အဲ့ဒီမှာအစိလကတ္တဝါကနားမလဲတော့ရှင်ကောရမဟာတဲ့ဒုက္ခကိုယ်တိုင်လုံးထလာပြီးတော့လည်းပဲမဟုတ်ဘူးပြောတယ်ဒါဖြင့်သူများလုံးထလာလို့မေးတဲ့အခါကျတော့လည်းမဟုတ်ဘူးပြောပြန်တယ်ဒါဖြင့်ကိုယ်တွဲသူတွဲလုံးထလာလို့မေးပြန်တော့လည်းမဟုတ်ဘူးပြောတယ်ဒါဖြင့်ဒုက္ခဟာသူ့အတူဖြစ်လာတာလားလို့မေးတော့လည်းမဟုတ်ဘူးပြောပြန်တယ်ဒါဖြင့်ဒုက္ခဆိုတာမရှိဘူးလားလို့မေးတော့ရှိတယ်လို့ပြောပြန်တယ်ရှိရတဲ့ဆိုရင်ရှင်ကောရမကအကြောင်းမပြောတော့ရှင်ကောရမဒုက္ခကိုမသိဘူးလားမမြင်ဘူးလားလို့မေးပြန်တော့မသိဘူးမမြင်ဘူးမဟုတ်ဘူးငါသိတယ်ငါမြင်တယ်လို့ပြောတယ်အာစိတ်ကတုစမေပန္တိပကဝါဒီကြတော့သူကလေးလေးစားစားခေါ်တော့သူနားမလဲတော့သူတို့အဖြေတွေနဲ့မကိုက်တာနားမလဲသူမေကုန်းတွေကဒီမေကုန်းတွေကယိုးနာပဲလက်ပံမေးနေကြတာတော့အဲ့ဒီကြတော့အာစိတ်ကတုမေပန္တိပကဝါဖြစ်မြတ်စွာဘုရားပေါ်မှာတလေးတစားဖြစ်သွားတယ်ပထမဆုံးကတော့ဘုံဘောရမောရှင်ဘောရမသူကတုံးနေကြစကားတော့အခုမြတ်စွာဘုရားကဖြေလိုက်တဲ့အခါသူဘယ်လိုမှနားမလဲတော့ဘုရားရှင်းပြမှသူနားလဲမှာဟုတ်အဲ့ဒါကြောင့်မလို့သူနားမလဲတော့ဒီအတွက်ကြောင့်အာစိတ်ကတုမေပန္တိပကဝါဒုက္ခဒါဆိုလို့ရှိရင်အရှင်ဘုရားတဲ့ဒုက္ခကိုတပည့်တော်ညွှန်ကြားပြပါဒုက္ခအကြောင်းကိုရှင်းပြပါသိအောင်သူနားလဲအောင်ရှင်းပြပေးပါအဲ့ဒီကမြတ်စွာဘုရားရှင်းပြသောကရောတိသောပဋိတံဝေဒေတိတိခောကတ္တဝအာရိတောတတောတယံကတံဒုက္ခံတိဣတိဝရံတတ္တတံဧတံပရိတိအဲ့တော့အဓိပ္ပာယ်လေးကိုပြောပြသောကရောတိသောပဋိတံဝေဒေယတိဆိုတဲ့ဒုက္ခကိုလုံးထားဆိုရင်
ကိုခံစားရတယ်တရားကတန်လို့ပြောလိုက်လို့ရှိရင်ကိုလုံးရင်ကိုခံရတယ်ဆိုတဲ့ပဲရောက်တယ်ကိုလုံးတာကိုခံနေရတယ်ဆိုတဲ့ပဲရောက်တယ်အဲ့ဒါကြောင့်မို့လုံးသူဒီခံသူပဲဖြစ်တယ်လို့ဆိုလို့ရှိရင်နဲ့တရားကတန်ဒုက္ခကိုကိုယ်တိုင်ဖန်တီးတယ်လို့ကိုယ်တိုင်လုပ်တယ်ကိုယ်တိုင်ဖန်တီးတယ်လို့ပြောလို့ရှိရင်လုံးသူကလည်းရှိနေတယ်ဒုက္ခလည်းရှိနေတယ်အဲ့ဒါတတ္တတဝါဒပဲတဲ့လုံးသူကရှိနေလို့ခံရတာလေလုံးသူနဲ့ခံသူကတူတယ်ဆိုလို့ရှိရင်အဲ့ဒါထာဝရရှိနေလို့သာသူကလုံးသူနဲ့ခံသူကတည်းအဲ့တော့ဒုက္ခဆိုတာအခုလို့ခုခံရတာလည်းမဟုတ်ဘူးလေတချို့ဒုက္ခတွေအခုလို့ခုခံရတာမဟုတ်ဘူးအဲ့တော့ကရောတိတော့လုံးသူတည်ခွင့်နဲ့ခံစားရသူလို့ပြောလို့ရှိရင်တရားဒုက္ခလို့ပြောတာတူတူပဲကိုယ်တိုင်လောက်တာလုံးသူသည်ခံသူဖြစ်တယ်အဲ့တော့ကိုဒုက္ခကိုပဲလုပ်တယ်ဆိုတဲ့ပဲကြာကိုပဲလုပ်တယ်လို့ပြောလို့ရှိရင်ထာဝရမြဲနေမှသာကိုလုပ်တာကိုခံသူဆိုလို့အဲ့တော့ဒီချက်ကနားလဲဖို့ခက်တော့မယ်နားလဲဖို့ခက်တော့ဒါတတ္တရဝါဒနဲ့ပတ်သက်ပြီးတော့ပြောတာသူတို့ကတဘာဝတရားရဲ့မမြဲမှုမသိပဲနဲ့ကာရကဝိရကပြုလုပ်သူရှိတယ်ခံစားရသူရှိတယ်အဲ့ဒီပြုလုပ်သည်ပဲလေခံစားသူဆိုလိုတာကဥပမာပဲပြောမှဆိုလို့ရှိရင်မျက်စိချိန်တာဆိုတော့ဒီတရားဝတ္တခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပြုလုပ်သူနဲ့ခံစားသူအဲ့တော့မျက်စိချိန်နေဆိုလို့ရှိရင်ကိုလုံးလို့ချိန်ကိုဆိုရဘယ်သူကိုပြောတာတော့ဆိုသူတို့ကတဘာဝတရားကိုကြော်လွန်ပြီးတော့အတ္တဆိုတယ်ပြုလုပ်သူတစ်ခုရှိတယ်ဆိုတာလေးကိုသူတို့အတ္တဆိုတာရှိတယ်လို့ယုံကြည်ထားတယ်သူဆိုပါစို့ငါသည်မျက်စိဖြင့်အစင်းကိုမြင်ရတယ်ဆိုချိန်မှကြည့်လိုက်မျက်စိဖြင့်အစင်းကိုမြင်ရတယ်ဆိုတာမြင်သူဘယ်သူလဲဆိုတော့ငါသည်အဲ့ဒီငါကဘယ်သူလဲလက်ရှာကြည့်လိုက်ငါဆိုတာဘယ်သူလဲအဲ့ငါကိုတွေးအောင်ရှာနိုင်လို့ရှိရင်ဒါသူတို့ကအဲ့ဒီငါပြဿနာပဲအဓိကအဲ့ဒါကိုအတ္တလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားခေါ်လို့တာကမြင်သူဟာစိတ်ကမြင်တာမျက်စိနဲ့စိတ်ကမြင်တာသက္ခုနာရူပံပတ္တိအဲ့မှာကတ္တမပါသက္ခုနာမျက်စိဖြင့်ရူပံဆင်းကိုပတ္တိမြင်၏ဘယ်သူမြင်တာတော့ဆိုလို့ရှိရင်သက္ခုဝိညာဏသက္ခုဝိညာဉ်စိတ်သည်သက္ခုနာမျက်စိဖြင့်ရူပံဆင်းကိုပတ္တိမြင်ဘုရားရဲ့အလိုထားဆိုသက္ခုဝိညာဉ်စိတ်ပဲမြင်အဲ့တော့အရက်သုံးနဲ့ပြောမယ်ဆိုရင်ငါမြင်တယ်အဲ့ဒီငါဟာဘယ်သူလဲလို့မေးစိတ်ပဲစိတ်မှတပါငါလို့ခေါ်ကြမှာမရှိဘူးနော်မြင်သိစိတ်လေးစိတ်ကပဲမြင်တယ်အတိချက်တွေးမှတော့ဘာခေါ်ပါ့မယ်အဲ့ဒါငါဆိုတာဘယ်သူကိုပြောတာလဲငါမြင်တယ်ငါဟာဆိုရင်ဘယ်သူကိုပြောတာလဲတကယ်တော့သဘာဝတရားတသက်တာဖြစ်တယ်သဘာဝတရားတသက်ဖြစ်တယ်မြင်တယ်ဆိုတဲ့ကိစ္စမှာမျက်စိကောင်းတယ်မျက်စိကကောင်းတယ်အဲ့ဒီကောင်းတဲ့မျက်စိကိုမျက်စိမှာအဆင်အာရုံလေးလာပေါ်တယ်လာပေါ်တဲ့အခါမှာမြင်သိစိတ်ပေါ်လာတယ်အဲ့ဒီမြင်သိစိတ်လေးပေါ်လာလို့မြင်တယ်ဆိုတာဖြစ်လာတယ်အဲ့တော့မျက်စိရဲ့အဆင်အာရုံရဲ့မြင်သိစိတ်ရဲ့သုံးခုပေါင်းမှငါဆိုမြင်တယ်ဆိုတာဖြစ်တာဟုတ်အဲ့ဒီမှာဘယ်သူ့ကိုငါခေါ်လဲကိုယ်စဉ်းစားကြည့်မျက်စိကမျက်စိပဲငါမဟုတ်ဘူးသူတစ်ခုတည်းလည်းမမြင်ဘူးအဆင်အာရုံကလည်းအဆင်အာရုံရုပ်တရားပဲသူတစ်ခုတည်းလည်းမမြင်ဘူးမြင်သိစိတ်ကလည်းပဲခုမှပေါ်လာတာမျက်စိနဲ့အဆင်အာရုံကြည့်ပေါ်တာမျက်စိနဲ့အဆင်အာရုံမဆုံးသမျှသူမပေါ်ဘူးသူကလည်းမျက်စိနဲ့အဆင်အာရုံဆုံးပြီးခြင်းကိုအကြောင်းပြုပြီးသူပေါ်လာတာအဲ့တော့အဲ့ဒါဘယ်သူကိုငါလို့ခေါ်မှလဲတော့မသိတွေ့တော့ဒီတရားသုံးခုဖြစ်တာပဲအဲ့ဒါသဘောပေါက်မှဒီဟာနားလဲနော်ငါဆိုတာမရှိဘူးဒီတဲ့သူဆိုတာလည်းမရှိဘူးသူမြင်နေဆိုရဲအဲ့ဒီသူဆိုတာလည်းမရှိဘူးသူဆိုတာဘယ်သူပြောတာငါဆိုတာရောဘယ်သူပြောတာတော့မြင်သိစိတ်ကလေးကမြင်တယ်လို့ပဲပြောအဲ့ဒီပဲငါမရှိဘူးကာဒစီလမ်းပေါ်မှာပြေးနေတယ်အဲ့ဒီကာဒစီပြေးနေတာ
အကြောင်းတရားတွေပေါင်းလို့ပြေးတာ driver ကသူ့မောင်းလာတယ်လို့ပြောတယ်သူကစတီးရတယ်ပဲခိုင်းတာလေလဲအောင်ကသူလုံးတာမဟုတ်ဘူးသူကဆက်ပဲနှုတ်ပေးတာနော်သူလုံးနိုင်တာကတစ်ခုပဲရှိတယ်သူလုံးတာဘာလို့ဆို driver ပဲမောင်းနေဆိုတဲ့ကိစ္စသူသွားလို့တဲ့နေရာမောင်းတာပဲရှိတယ်ဒါပေမဲ့ဖိန်းကလဲတာဖိန်းကဘာကြောင့်လဲတော့အင်ဂျင်ပါဝါကြောင့်လဲအင်ဂျင်ပါဝါပဲရပက်ထရိုဘယ်ကနေစားလာဘက်ထရီအဲ့ဒါစွမ်းအားတွေဖြစ်လာပြီတော့အားလုံးအကြောင်းတွေစုပေါင်းလိုက်လို့ဖြစ်တာအဲ့ဒီပဲတရားဝဆိုတာမရှိဘူးတတိုင်းမှာကမောင်းတာပါလို့ပြောလို့ရှိရင်ဖိန်းတစ်ပိတ်ချွတ်ထားမယ်ဓာတ်စီထက်မပေးဘူးကျိုးတစ်ချောင်းဖြုတ်လိုက်ဘက်ထရီတောင်းလိုက်မယ်အင်းကြီးနှုတ်မရတော့ဒရိုင်ဘာပါတတ်တယ်သူမောင်းတာမဟုတ်အားလုံးအကြောင်းကြီးညမှာဖြစ်တာလေအဲ့တော့ပြောတာပေါင်းလိုက်တဲ့အခါမှာ energy ဖြစ်တာခွဲထားရင် energy ဆိုတာမရဘူးတိုးတော့အဲ့ဒီ energy တရားလေးမှာသူကပြုတ်လို့သူဆိုတာလေးလာထည့်လိုက်တယ်အတ္တဆိုတာငါဆိုတာလေးထည့်ထားတယ်တော့မဟုတ်ပြုတ်လို့သူတယောက်ယောက်ဖြစ်တယ်အဲ့ဒီမိကုန်းလေးကိုမေးနေတာတော့အဲ့တော့မြတ်စွာဘုရားအနေနဲ့ဘယ်လိုဖြေလို့မရမဟုတ်ဘူးဒါတယံကတံတယံဆိုတာဘယ်သူတော့လို့သူကိုယ်တိုင်သူလောက်တာလားသူလောက်တာမဟုတ်ဘူးတယောက်တည်းမှမဟုတ်တာပေါင်းလို့ဖြစ်တာလေမျက်စိနဲ့အစင်အာယုံနဲ့ယဉ်သိစိတ်နဲ့သုံးခုဆုံးလိုက်မှမြင်နေဆိုတာဖြစ်တာလေအဲ့တော့ဘယ်သူလောက်တာမျက်စိကလောက်တာလို့ပြောရင်မရဘူးအစင်အာကလောက်တာလို့လည်းပြောလို့မရဘူးစိတ်ကလောက်တာလို့လည်းပြောလို့မရဘူးသုံးခုဆုံးမှဖြစ်တာလေအဲ့သုံးခုဆုံးတဲ့အပေါင်းကိုတယံကိုယ်တိုင်လောက်တယ်ဆိုတာဘယ်သူလဲဖြစ်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးသူတို့ကြတော့အတ္တဆိုတာလေးကိုဖန်တီးထားတယ်ငါဆိုတာလေးကိုဖန်တီးထားတယ်ထိကြတဲ့မှာမျက်စိရဲ့အစင်အာယုံရဲ့မြင်သိစိတ်ရဲ့ခြားတဲ့မှာငါဆိုတာလေးရှိတယ်အဲ့ဒီငါကိုအဲ့ဒီငါလေးကလောက်တာလို့ဆိုတယ်သူဆိုတာလေးရှိတယ်တရားလေးရှိတယ်အဲ့လိုတော့အဲ့တော့မြတ်စွာဘုရားအဲ့လိုဆိုလို့ရှိရင်သောကရောတိသောပဋိသင်္ဝေထိတ်တိသောပဋိသင်္ဝေဒယတိသူလုံးပြီးသူပဲခံရတဲ့ဆိုလို့ရှိရင်အဲ့ဒီသူဆိုတဲ့ဟာကြီးကမြဲမနေဘူးလားလောက်တာလည်းသူပဲခံရတာလည်းသူပဲဆိုရင်သူတယောက်တည်းပဲအဲ့ဒါဆိုလို့ရှိရင်သူကစာကြတဲ့ကတယံကတံဒုက္ခဆိုတာလောက်သူပဲခန္ဓာခံသူပဲဖြစ်တယ်လို့ဆိုလို့ရှိရင်ဒါတတ္တဝါရပဲထာဝရမြဲတယ်ဆိုတဲ့အိဗယ်ရောက်သွားတယ်မြဲတယ်ဆိုတဲ့တတ္တဝါရအယူဆဖြစ်တယ်တဲ့အညောကရောတိအညောပဋိသင်္ဝေရတိလောက်သူကတယောက်ခံသူကတယောက်အဲ့လိုပြောပြန်လို့ရှိရင်လောက်သူကမရှိဘူးခံသူကတယောက်ဆိုတော့အဲ့တော့အဲ့လိုပြောပြန်တော့ဥစ္စေတဝါဒဖြစ်သွားပြန်တယ်နော်မမြဲဘူးလောက်တော့ကတော့ရှိတယ်ခံတဲ့အခါသူမရှိတော့တခြားလူတယောက်ကခံရတယ်ဖြစ်တယ်အဲ့တော့တခြားသူတယောက်ကလုပ်ပြီးတခြားသူတယောက်ကခံတယ်ဆိုလို့ရှိရင်တဲ့ဝေဒနာနှိပ်စက်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ခံစားချက်ပရကတသူများလုပ်လို့ခံရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောမယ်ဆိုရင်ဒါဥစ္စေတဝါဒပဲဖြစ်နေတယ်လောက်သူမရှိတော့မှခံရတယ်ဆိုတော့လောက်သူကလောက်ပြီးသွားပြီခံသူကတခြားတယောက်ခံရတာဖြစ်တယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုလှုပ်တာဆိုလို့ရှိရင်ကိုကဖန်ဆင်းရှင်ကိုပဲဖြစ်တယ်ခံသူကလည်းကိုပဲဖြစ်တယ်ပရံကတံဆိုတော့လှုပ်သူကအခုခေတ်ယုံကြည်တဲ့လူဘုရားသခင်ကဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖန်ဆင်းသူကဘုရားသခင်ခံတဲ့လူကဖန်ဆင်းခံရတဲ့လူကခံတယ်လှုပ်သူကတခြားခံတဲ့သူကတခြားဖြစ်တယ်ခံရတဲ့လူကတခြားဖြစ်တယ်ရှိတဲ့တွေကမမြဲဘူးဆိုတာကိုခံရတဲ့လူကမမြဲဘူးဆိုတာအဓိပ္ပာယ်ကိုပေါ်ပြတာဖြစ်တယ်ဥစ္စေတဝါဒပဲရောက်တယ်ဒါကြောင့်မြတ်စွာဘုရားကဥစ္စေတနဲ့အတ္တတနဲ့ဥစ္စေတဒီဟာနှစ်ခုကိုရှောင်ပြီးတော့အလဲဘဟုကနေပြီးတော့ငါဟောတာဆိုလိုတာကကာရကဝေရကဆိုမရှိဘူးအကြောင်းနဲ့အကျိုးမရှိဘူးနော်ပြုလုပ်သူဆိုတာမရှိဘူးနော်ပြုလုပ်သူတတ္တဝါဆိုတာမရှိဘူးပြုလုပ်တဲ့ငါဆိုတာလည်းမရှိဘူးပြုလုပ်တဲ့သူတော်ဟာဆိုတာလည်းမရှိဘူးခံစားသူငါဆိုတာလည်းမရှိဘူးခံစားသူတခြားလူဆိုတာလည်းမရှိဘူးဆိုလိုတာကဒီတတ္တဝါဆိုတာကိုလုံးဝညှင်းပယ်လိုက်ပြီးတော့အကြောင်းတရားဖြစ်ပေါ်မှုနဲ့အကျိုးတရားဖြစ်ပေါ်လာမှုဒီတစ်ခုကိုခေါ်တယ်မြတ်စွာဘုရားအဲ့ဒါကြောင့်မို့တတ္တဒအဆောင်လည်းမရောက်ဥစ္စေတအဆောင်လည်းမရောက်ဘူးဆိုပြီးတော့မြတ်စွာဘုရားကဟောလိုက်တော့သူလုံးပြီးဒုက္ခရတဲ့ဆိုရင်ဒါတတ္တဝါဒဖြစ်နေတယ်အဲလုံးသူကတခြားခံသူကတခြားဆိုရင်ဥစ္စေတဝါဒဖြစ်နေတယ်မ
မြဲဘူးဆိုတဲ့တခုဖြစ်နေတယ်ဟိုကျတော့ထာဝရဆိုတဲ့အိဗယ်ရောက်တယ်ဒီကျတော့ထာဝရမဟုတ်ဘူးဆိုတဲ့အိဗယ်ရောက်တယ်စကားတစ်ခုကဆန့်ကျင်နေတယ်ဒါကြောင့်မို့အဲ့ဒီနှစ်ခုလုံးကိုမချစ်ကပ်တော့ပဲအဲ့ဒီနှစ်ခုလုံးကိုရှောင်လိုက်ပြီးတော့မြတ်စွာဘုရားလုံးသူဆိုတာမရှိဘူးဆိုပြီးပရိစ္ဆေသမုပ္ပါဒ်နဲ့ခေါ်လိုက်တာပရိစ္ဆေသမုပ္ပါဒ်နဲ့ခေါ်တဲ့ကလူဆိုတာမပါတော့အဝိဇ္ဇာပစ္စယသင်္ခါရလုံးတဲ့နာနဲ့မလုံးတဲ့နဲ့လုံးတဲ့မှလုံးတဲ့နာမလုံးတဲ့နာမသိတဲ့အဝိဇ္ဇာချောင်းအဝိဇ္ဇာဆိုတဲ့အကြောင်းတရားချောင်းလုံးပြီးလုံးရလုံးပြီးခြင်းဆိုတဲ့သင်္ခါရကံတရားတွေဖြစ်တယ်အဲ့ဒီသင်္ခါရဆိုတဲ့ကံတရားတွေဖြစ်လာတဲ့အခါမှာဝိညာဉ်ဆိုတဲ့ပရိသေမျိုးစေ့ကြတယ်ဝိညာဉ်ဆိုတဲ့ပရိသေမျိုးစေ့ကြတဲ့အခါကျတော့မျိုးစေ့ကနေအပင်တွေပေါက်လာတယ်လို့မျိုးစေ့ကနေပြီးတော့အပင်ပေါက်တယ်လို့ဝိညာဉ်ကနေနန္ဒီယုတ်တွေပွားလာတယ်ဝိညာဉ်လေးချိတ်ကပ်ပြီးတော့နန္ဒီယုတ်တွေဖြစ်လာတယ်အဲ့ဒီနန္ဒီယုတ်တွေထဲမှာမျက်စိနာနာလက်ရကာယပဏဆိုတာအာယရဏတွေပါလာတယ်တားလာတယ်အဲ့ဒီအာယရဏတွေပါလာတဲ့အခါပြပကအာယုန်တွေနဲ့ဆက်သွယ်မှုဖတ်တာဆောင်ဖြစ်လာတယ်ဆက်သွယ်လာတဲ့အခါစိတ်ခံစားချက်ဝေဒနာဖြစ်လာတယ်စိတ်ခံစားချက်ဝေဒနာဖြစ်တဲ့အခါမှာလူချင်းတောင်းတတဲ့တဏှာတွေဖြစ်လာတယ်လူချင်းတောင်းတတဲ့တဏှာဖြစ်လာလို့ရှိရင်ဆွဲလန်းမှုတွေကြီးမားလာတယ်ဆွဲလန်းမှုတွေကြီးမားလာသည့်အတွက်ကြောင့်ဘဝတည်မြဲဖို့အတွက်ကြိုးစားလာပြန်တယ်ကောင်းတာမကောင်းတာတွေကြိုးစားလာပြန်တယ်ကြိုးစားလာသည့်အတွက်ကြောင့်ဘဝတစ်ခုကိုရပြန်တယ်ရသည့်အတွက်ကြောင့်ဝိဖာရလာသည့်အတွက်ကြောင့်ပူတာဖြစ်လာတယ်သိတာဖြစ်တယ်ထိကြတဲ့မှာစိတ်တော့ကရောက်တာတို့ငိုရတာတို့ကိုယ်ဆင်းရဲတာတို့စိတ်ဆင်းရဲတာတို့စိတ်ပင်ပန်းတာတို့ဒါတွေရောအကုန်လုံးဒီဒုက္ခတွေကဖြစ်လာတယ်အဲ့ဒီနီးနဲ့ဒုက္ခဆောဖြစ်လာတာတဲ့ခုနတော့သူလုံးလို့ဖြစ်တာလည်းမဟုတ်ဘူးငါလုံးလို့ဖြစ်တာလည်းမဟုတ်ဘူးငါသူဆိုတဲ့ကာရကမရှိဘူးခံစားသူဆိုတာလည်းမရှိဘူးအဲ့တော့တရားကြီးဟောလိုက်တဲ့အခါကျခံစားသူမရှိဘူးဘယ်သူကလုံးသူကဘယ်သူလုံးဆိုရင်ပုဂ္ဂိုလ်မဟုတ်တော့ဘူးအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တာသင်္ခါရကြောင့်ဝိညာဉ်ဖြစ်တာအဲ့တော့ဖြစ်လာတဲ့အရာတွေကအကြောင်းနဲ့အကျိုးပဲပြသွားတယ်ဆိုရနောက်ဆုံးမှာဧဝမေတ္တခေဝလတ္တဒုက္ခခဏတ္တသမုဒယဟောဒီအဲ့ဒီနည်းနဲ့ဒုက္ခဆိုတာဖြစ်လာတာအကြောင်းလည်းတစ်ခုတည်းမဟုတ်ဘူးအကြောင်းတွေဆက်ခုလိုဆက်သွယ်ပြီးတော့ဖြစ်လာတာအဲ့ဒီထဲမှာလုံးသူဆိုတာမရှိဘူးခံသူဆိုတာလည်းမရှိဘူးသူလုံးတာငါလုံးတာလို့လည်းပြောကြမရှိဘူးသူဆိုတာတော့မပါဘူးအကြောင်းနဲ့အကျိုးပဲပြုလုပ်တယ်ဆိုတာအကြောင်းတရားဖြစ်ခြင်းကိုပြောတာခံစားခြင်းဆိုတာအကျိုးတရားပေါ်ခြင်းကိုပြောတာကမ္မတကာရကောနတ္ထိဝိပကတ္တသဝေရကောကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဝိပကတ္တသဝေတော့အကျိုးကိုခံစားသူဆိုတာလည်းမရှိဘူးသုဒ္ဓဓမ္မဗုဒ္ဓတိသဘာဝတရားတသက်တာဖြစ်တာဖြစ်တယ်ဧဝိတံသမ္မတတနာအဲ့ဒါလိုမြင်မှသမ္မတတနာ right seeing right view right understanding ဖြစ်တယ်မှန်မြင်တဲ့စာအဲ့တော့ပဋိစ္စသမုပ္ပါဒ်နဲ့ပဲမြတ်စွာဘုရားဖြည့်ပေးလိုက်တယ်အဲ့တော့ဖြည့်ပေးလိုက်တော့သူမေးတဲ့မေးခွန်း၄ခုစလုံးဖြည့်ပြီးသားဖြစ်သွားတယ်နော်ကိုလုံးတာချုပ်တွဲလားသူလုံးတာတဝက်လားတော့မဟုတ်သူကသူအကြောင်းပဲဖြစ်တာလားဆိုအကြောင်းပဲမဟုတ်ဘူးနော်ကိုလုံးတာလည်းမဟုတ်ဘူးသူလုံးတာလည်းမဟုတ်ဘူးကိုဆိုတာခံစားသူကိုယ်တိုင်လုံးတာလားနော်ခံစားသူကိုယ်တိုင်ကလုံးသူဖြစ်တယ်အဲ့ဒါပထမမေးဒုတိယကတခြားလူကလုံးပြီးခံစားရတာလားနော်တခြားသူလုံးတာလားတော့သူကတခြားခံစားသူကတခြားအဲ့တော့ဒီမေကွန်းလေးခက်ကဒီမိစ္ဆာဒိဋ္ဌိနဲ့ပတ်သက်တဲ့မေကွန်းလေးပဲအဲ့ဒီမေကွန်းလေးကိုမြတ်စွာဘုရားကခုလိုပြိဿတုပ္ပနဲ့ဖြေလိုက်တာအဲ့တော့ရှောင်လိုက်တာကြည့်လိုက်တယ်အာသူဆိုတာမရှိဘူးပုဂ္ဂိုလ်ဆိုတာမရှိဘူးဟောဒီအကြောင်းတရားအကြောင်းအကျိုးဖြစ်တာပဲရှိတယ်ဒါဘုရားဘာသာရဲ့ခံယူချက်ကအဲ့ဒါမျိုးထားအကြောင်းကြောင့်အကျိုးဖြစ်တာပဲရှိတယ်ဒီထဲမှာတရားမရှိဘူးဆိုတာမှတ်ဖို့လို့နော်လုံးသူမရှိဘူးအဲ့တော့ဒုက္ခကိုပြုလုပ်သူဆိုတာမရှိဘူးဘယ်သူလောက်တာလဲလို့မင်းအကြောင်းတရားဖြစ်တာအကျိုးတရားဖြစ်တာဒါပဲပြောအကြောင်းတရားကြောင့်အကျိုးဖြစ်တယ်အဲ့လိုဒုက္ခဟာဖြစ်လာတယ်အဲ့ဒီဒုက္ခတွေချုပ်ငြိမ်းသွားတာလည်းပဲအဝိဇ္ဇာချုပ်လို့ရှိရင်သင်္ခါရချုပ်သွားတယ်သင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်တယ်နာယုတ်ချုပ်လို့ရှိရင်အာရဏချုပ်တယ်အာရဏချုပ်ရင်ဖတ်တာဆိုတာဖြစ်ဘူးဖတ်တာချုပ်တယ်ဖတ်တာချုပ်ရင်ဝေဒနာချုပ်ရင်တဏှာချုပ်တယ်ဆိုအားလုံးချုပ်တာဆင်းရဲဒုက္ခတွေဆိုတာအဲ့ဒါအကြောင်းကလည်းဆင်းရဲအကြောင်းတစ်ခုတည်းဟုတ်ချုပ်သွားတဲ့အကျိုးတွေကလည်းဆင်းရဲအဲ့ဒီနည်းနဲ့ဒုက္ခဆိုတာဆုံးတတ်သွားတယ်ဒုက္ခရှိတာကိုလည်းမြတ်စွာဘုရားပေါ်ပြတယ်ဒုက္ခရဲ့အကြောင်းတရားကိုလည်းဖြေရှင်းလိုက်တယ်အဲ့လိုဖြစ်တော့ဒီအစေရကံတော်ရနားလဲသွားတယ်အချက်သူသဘောပေါက်သွားပြီဘာ
ဘောပေါက်သွားပြီးတော့မြတ်စွာဘုရားရှိသူယဟန်ပြုခွင့်တောင်းတယ်သူသင်္ကန်းဝတ်ပြရစေဆိုမြတ်စွာဘုရားဗာမရှိတော့ဆိုအညတ်ဒိဋ္ဌိယတခြားဘာသာဝင်ပုဂ္ဂိုလ်ဟာယဟန်ဝတ်တင်နေဆိုလို့ရှိရင်တဲ့၄ လစောင့်ဆိုင်ပြီးတော့အကဲခတ်ခြင်းကိုခံရမယ်၄ လစောင့်ကြည့်တာခံရမယ်သူကတကယ်လိုလားတယ်လားမလိုလားဘူးလားဆိုတော့၄ လစောင့်ကြည့်ခံရမယ်အဲ့ဒီနောက်မှာယဟန်တွေကကျင့်တတ်ပြီဆိုရင်တော့ယဟန်ဝတ်ပေးလိုက်မယ်ဒါပေမဲ့လို့၄ လသတ်မှတ်ထားပေမဲ့အပိစာမရပုဂ္ဂလဝိမတ္တတာဝိရိတာတဲ့ဒါပေမဲ့လို့တယောက်နဲ့တယောက်မတူဘူးကွဲပြားတယ်ဆိုတာကဒါလည်းပါတယ်လို့ဆိုတော့သူကစိတ်အားတက်သွားတယ်ဘာသာကြောင့်ဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဟာရှင်ဘုရားရဲ့သာသနာမှာယဟန်ခံခွင့်ရလို့၄ လစောင့်ဆိုင်ရမယ်ဆိုရင်တဲ့သူက၄ နှစ်စောင့်ဆိုင်ပါမယ်သူဆန္ဒကြီးမှလို့ပြောတာ၄ လမဟုတ်ပါဘူးတဲ့၄ နှစ်ထိအောင်စောင့်ဆိုင်ပါ၄ နှစ်ကျော်တဲ့အခါမှာသူ့ကိုယဟန်ခံပေးပါတော်တော်မြတ်စွာဘုရားသူ့ရဲ့စိတ်ဆန္ဒတွေကိုကြည့်ပြီးတော့ချက်ချင်းပဲယဟန်တစ်ပါးကိုယဟန်ခံလိုက်တယ်ယဟန်ခံကြတယ်မကြောက်ဘူးသူယဟန်ဖြစ်ပြီးတော့တစ်ပါးတဲ့မြတ်စွာဘုရားရဲ့တရားဓမ္မနိဒာန်အတိုင်းจิตတဲ့ကိုအထုတ်လိုက်တဲ့အခါမှာယဟန်ဖြစ်သွားတယ်ယဟန်ဖြစ်သွားတယ်ဒါကအစိလကတ္တဝတုတ်ဆိုပြီးတော့အဲ့ဒီမှာပါတယ်နော်ပြိဿတော်ဘက်ကိုရှင်းပြတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အကြောင်းနဲ့အကျိုးရှုပ်တရားနဲ့တရားကလွဲပြီးတော့တခြားပြုလို့သူလို့ခံစားသူလို့ဆိုတာမရှိဘူးဆိုတာမိမိတို့သဘောကျလောက်သိထီအောင်အကျဉ်းချင်းထပ်ထပ်ဆင်ခြင်သုံးသပ်ပြီးတော့ဝိပဿနာတရားပွားများအထုတ်နိုင်မှသာလျှင်ဒီအစွဲတွေရောက်ခဲ့နိုင်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဝိပဿနာတရားဘလောက်အထုတ်နေနေငါဆိုတာရှိနေသေးတယ်ဗျငါဟာရှိနေသေးတယ်ဗျတဏှာဒိဋ္ဌိအစွဲရှိနေသေးတယ်ဗျဒီသောကပရိဒီဝါဆိုတဲ့ဒုက္ခတွေနဲ့ကြုံနေကြရအောင်မှာဖြစ်တယ်အဲ့ဒါကိုဖြောင်းနိုင်အောင်ကြိုးစားပြီးတော့ငါဆိုတာကိုဘယ်ဟာကိုခေါ်တယ်လဲသူဆိုတာဘယ်ဟာကိုခေါ်တယ်လဲဒီကြားထဲမှာတတ္တဝါဆိုတာဘယ်ဟာလဲဆိုတာကိုစိတ်စိတ်ကိုအချိန်များရှုပြီးတော့ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာပြောက်ကင်းသွားပြီသွားပါတရားတက်တက်တာဖြစ်တယ်ဆိုတာသိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိတည်ရန်ရှိတန်ရလျက်ဓမ္မတပင်စင်ကျင်ပါပြုလုပ်ကြ၍အပဒဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသားအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှံလောကဆောင်နှံတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံရှင်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း